ဒီကနေ့လေဒီမှာ airplan မုတ်စိတ်လေးတွေเนาะအသက်ရောက်တယ် airplan မုတ်စိတ်လေးတွေအသက်ရောက်တယ်เนาะဒီမှာတော့သူ့ရဲ့အထုံးတစ်ထုံကြည့်လိုက်အောင်ဒီမှာဘယ်နှခုပါလဲဆိုတော့1 2 3 4 5 6 9 8ခုလောက်ပါတယ်เนาะဒီမှာအထုံးကြီးတစ်ထုံเนาะအဲ့လိုမျိုးအထုံးကြီးနေအောက်မှာကဒီလိုမုတ်စိတ်လေးနဲ့လေရှူမုတ်စိတ်လေးနဲ့လည်းပါတယ်เนาะဒီလိုတစ်ထုံးကိုမှ9000เนาะဒီလိုတစ်ထုံးကိုမှ9000တန်လဲတန်တယ်เนาะဒီခေတ်ဒီခါမှာဒီဈေးလေးကတော်တော်တန်သွားပြီခင်ဗျာเนาะဈေးလဲတန်တယ်အုံလဲအကြီးကြီးပဲလှလဲလှတဲ့အပင်တွေเนาะဒါလေးတွေအခုအသက်ရောက်တယ်เนาะခြံစည်းရိုးမှာချိတ်မလားအိမ်တကားဝမှာချိတ်မလားချိတ်ချင်တဲ့နေရာချိတ်လို့ရတဲ့အပင်လေးတွေလှတယ်နောက်ပြီးတော့ဒီအပွင့်လဲပွင့်တယ်เนาะသူ့ရဲ့အပွင့်လေးကဒီမှာเนาะဒါသူ့ရဲ့အပွင့်လေးသူကလေမနက်ပိုင်းနေထီးရဲ့နေရာထားမယ်ဆိုလို့ရှိရင်တို့ပြောအရာငေးလေးရဲနေနေမယ်เนาะရေကလောင်းလို့ရတယ်เนาะရေမလောင်းရင်တော့တည်သွားလိမ့်မယ်ရေကလာလောင်းရတယ်ရေလောင်းလို့ရတယ်ဒီပင်လေးတွေကတချို့ကပြောတဲ့ရေလောင်းတာမကြိုက်ဘူးပေါ့เนาะတော့ဒါကတော့ထားတဲ့နေရာတော့ဘူတီတာပေါ့နော်ဟိုကိုကထားတဲ့နေရာကဝရန်နာလိုမျိုးမှာနေတအားပြင်းတဲ့နေရာမှာထားမယ်ဆိုလို့ရှိရင်တော့ဒါရေလေးကိုများများမနေ့တစ်ချိန်ညနေတစ်ချိန်တော့လောင်းပြီးပေါ့နော်ဒါမှမဟုတ်အေးတဲ့နေရာမှာထားတယ်ဆိုလို့ရှိရင်တော့ तू ကလေတွေကနေပြီးတော့မော်ချာရေးစာကိုယူတဲ့ဆိုတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ပြင်ပမှာအေးနေတယ်ဟိုရေငွေ့ရှိနေတယ်ဆိုတော့ရေအရင်ကြီးလောင်းစရာတော့မလိုဘူးပေါ့နော်အဲ့ဒါလေးပါလူချင်းတဲ့လူများရှိရင်ဘာဖုန်းနံပါတ်09915344ကိုဆက်သွယ်မှယူနိုင်ပါတယ် Facebook page Messenger ကနေလည်းဆက်သွယ်မှယူနိုင်ပါတယ်เนาะကျေးဇူးတင်ပါတယ်